တက်တိုက်လေးပေါ့မအားလာဘောငုံတာမဟုတ်သူကဘောသူကဘယ်လိုပြောမလဲချွေးပေါင်းရည်လေးနဲ့ခံပြီးတော့တောက်နေတဲ့အောင်ခိုင်တို့နေတိုးတို့ဘာညာပေါ့ဗျာမနေ့ကခဏနေတော့TikTok မှာ live လွှင့်နေထမင်းစားနေနေမနေ့စလိုက်တာနော်ရခိုင်သူလေးနဲ့မနေ့နဲ့ချစ်သူဖြစ်နေတယ်မနေ့ချစ်သူကစနိုက်ပါမန်လို့မနေ့ကစလိုက်တာနော်မဟုတ်ဘူးနော်အဲ့ဒါ Messenger မှာလာမင်းနေလို့မဟုတ်ဘူးနော်စလိုက်တာမနေ့တော့ကလေးအမေတွေအိုးနေပြီချစ်လို့ပြောင်းလိုက်စလိုက်တာနော်နောက်ပြီးတော့အဖက်လေးတွေနဲ့မိတ်ဆက်ပေးဦးမယ်တိလားဒါကတော့တဘာဝပေါ့နော်ဒီအဖက်လေးကိုကြည့်တိလားသူမျက်ခုံးမွေးလေးတွေမျက်တောင်မွေးလေးတွေအရာကြီးတွေမထင်ဘူးပေါ့နော်အရန်လာတဲ့ဒီအဖက်လေးဒီအဖက်လေးကမနေ့ဟိုမှာ AI မှာလေထူးထူးဆန်းဆန်းထွေလာလေးတွေတော့ရှာရင်လည်းဒီအဖက်လေးကိုတွေ့လို့မနေ့ယူလာတာအရန်ချစ်စရာကောင်းတယ်တိလားနောက်ထပ်တစ်ခုရှိသေးတယ်တဘာဝဆန်းဆန်းအဖက်လေးတွေတွေ့လားဒီအဖက်လေးတွေဆိုလဲတဘာဝဆန်တယ်လေဒီမှာနှာခမ်းကြီးလည်းမရှိဘူးမျက်ခုံးလည်းမရှိဘူးမျက်တောင်မွေးလေးဆိုလည်းမရှိဘူးပေါ့နော်အရန်နဲ့မှာကိုကြည့်ရတာအရန်နဲ့အဆင်ပြေတယ်တိလားဒီအဖက်လေးတွေနဲ့စော့နော်အရန်နဲ့အဆင်ပြေတယ်တိလားဒီအဖက်လေးတွေကလေချစ်စရာကောင်းတာတက်ကြီးလာပြီဆိုတော့ဘယ်သူပါပဲပြောဒီကကိုစိတ်ချမ်းသာဖို့အရေးကြီးတယ်ကိုကျမ်းမာရေးကောင်းဖို့အရေးကြီးတယ်ကိုစိတ်ကြည်လင်မှုအရေးကြီးတယ်အိုဒီဖြစ်စေပြူဒီဖြစ်စေ80ပဲဖြစ်ဖြစ်80ပဲဖြစ်ဖြစ်ကိုအလှပြင်ခြင်းပြင်မယ်ကိုအလှမပြင်ခြင်းမပြင်ကိုအဖက်ထည့်ခြင်းထည့်မယ်ကိုအဖက်မထည့်ခြင်းမထည့်ဘူးသူမှဂယူးဆိုင်ဆံမလို့ကိုဖုံနဲ့ကိုပေနဲ့စော်ကြတဲ့သူလေးကြီးပဲဟုတ်တယ်ဟုတ်လားအဲ့တော့ဘသူမှဂယူးဆိုင်နဲ့ပြူဒီဖြစ်စေအိုဒီဖြစ်စေ9ရက်သားသမီးအပေါင်းအားလုံး135မျိုးသောတိုင်းရင်းသားဘာသာကြီး4မျိုးသူမှဂယူးဆိုင်ဆံမလို့ကိုဖုံနဲ့ကိုစော်တဲ့တဘာဝနဲ့စော်ခြင်းစော်မယ်အဖက်နဲ့စော်ခြင်းစော်မယ်ဟုတ်တယ်မလားဘာလိုက်ပြီးတော့လောင်နေစရာဘာအကြောင်းမှမရှိဘူးဟုတ်တယ်ဟုတ်ပတ်စံအကုန်ခံပြီးတော့ဒီဗီဒီယိုကြီးဖြစ်အောင်ရိုက်ရတာလေပတ်စံမရှိရင်ဗီဒီယိုကြီးမဖြစ်ဘူးအဲ့တော့ကိုပြန်ကြည့်ရင်ကိုစိတ်ချမ်းသာအောင်လှပြီးကောင်းပြီးဆိုတဲ့အဖက်တွေအကုန်လုံးလိုက်ရွေးထည့်ကျမဆိုအကုန်လိုက်ရွေးပြီးတော့ထည့်တာပဲချအားပေးတယ်ဟိုအညုပညာရှင်တက်တိုက်လေးပေါ့နော်တက်တိုက်လေးပေါ့မအားလာဘောငုံတာမဟုတ်သူကဘောသူကဘယ်လိုပြောမလဲချွေးပေါင်းရည်လေးနဲ့ခံပြီးတော့တောက်နေတဲ့အောင်ခိုင်တို့နေတိုးတို့ဘာညာပေါ့ဗျာအဲ့ဒီ6ယောက်အဖွဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကျမတို့ကတော့တော်လန်ရေးဆိုတော့တော်လန်ရေးစကားပြောရင်ဒါပေမဲ့ကျမတို့နှစ်ဖက်လုံးကိုပြောမှာကျမတို့တော်လန်ရေးဖက်ကိုလည်းပြောမယ်ဘုံငုံနေတဲ့အဖွဲကိုလည်းကျမပြောမယ်ရှင်းလေးပဲเนาะလာမန့်လို့ရတယ်လာဆဲလို့ရတယ်ပြောကြိုက်တလို့ပြောလို့ရတယ်လာဝေဖန်တဲ့သူတယောက်ကိုမှဘသူ့ကိုမှကျမတုံ့ပြန်မှာမပါဘူးเนาะအဲ့တော့အညုပညာရှင်ဒီမအားလာရဲ့အလိုတော်ကြကိုပျော်တော်ဆက်နေတဲ့အညုပညာရှင်ပေါ့နော်ကျမတို့အမေဒီဖက်ကိုလာပြီးတော့နေတိုးဆိုပို့ဆိုးတာပါမယ်ဘုံကျဲတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့နေတိုးတို့အောင်ခိုင်တို့ပေါ့နော်အားလုံးကိုနာမည်တက်ပြီးတော့ပြောချင်တာကပေါ့နော်နင်သိထားဖို့ရာကမကြာသေးခင်ကမှရခိုင်ပြည်မှာကျောင်းသူကျောင်းသားလေးတွေရဲ့သွေးကမချောက်သေးဘူးသူတို့မိဘတွေရဲ့ရင်ထဲမှာသူတို့သားသမီးတွေရဲ့ပုံရိပ်တွေကဒီအောက်ဆီဂျင်ရှူရှိုက်ပြီးတော့24နာရီလုံးသူတို့ရဲ့ပုံရိပ်တွေမြင်နေသေးတယ်နော်နောက်ထပ်ဒီပေတရာပေါ်မှာရှိနေတဲ့သွေးကလည်းမချောက်သေးသလိုရက်ွက်ထဲကသွေးလည်းမချောက်သေးဘူးမြို့ရွာတွေကသွေးလည်းမချောက်သေးသလိုအတန်းပညာသင်တဲ့ကျောင်းကသွေးလည်းမချောက်သေးသလိုဘာသာရေးတရားကျောင်းတွေမှာလည်းသွေးတွေမချောက်သေးဘူးဒါတွေကိုရှင်တို့လူသိမယ်ဆိုရင်စာနာတင့်တယ်လို့ပဲကျွန်မထင်တယ်ပေါ့နော်အဲ့တော့ရှင်တို့ကအနုပညာရှင်တို့ကအနုပညာမဟုတ်အညုပညာရှင်တို့ကိုအခုဒုက္ခရောက်နေတဲ့ထဲမှာရှင်တို့ကိုအားပေးတဲ့ပြည်သူက100မှာ95ယောက်လောက်ရှိတယ်
နော်ဟာငါတို့ကအမှုပညာရှင်ပဲနေတို့ကဘာလဲဟိုနိုင်ငံကနေငါတို့ကိုမအော်နဲ့ဒီနိုင်ငံကနေငါတို့ကိုမအော်နဲ့လို့နေတို့ဖြည့်ရှင်းချက်လာမပေးနဲ့နေတို့အမှုပညာရှင်တွေနေတို့အညုပညာရှင်တွေရှူရှိုက်နေတဲ့အောက်ဆီဂျင်ကငါတို့ပြည်သူလူထုရဲ့ချွေးနေစားတယ်ဟုတ်လားအဲ့တော့နေတို့ကလည်းပြောမှာပဲလေနေတို့ဘယ်သူကကြည်ခိုင်းလဲဘယ်သူကအားပေးခိုင်းလဲပြည်သူအားပေးလို့နေတို့အမှုပညာရှင်ဆိုတာဖြစ်လာပြီးစင်မော်ကိုရောက်လာတာဘယ်သူကမှအားမပေးဘယ်စင်ပေါ်မှမရောက်ဘူး TikTok ဆိုတဲ့ social media ပေါ်မှာတောင်မှပြည်သူအားမပေးရင်ဘယ် TikTok ရဲ့ဘယ်လိုပြောမလဲဝင်ဆန့်ဖို့တောင်မလွယ်ဘူးဒါပြည်သူအားပေးလို့ TikTok ထဲမှာတောင်ဆယ်ရီဆိုတာဖြစ်လာသေးတယ်ဟာလားနေတို့လိုမျိုးအမှုပညာရှင်နေတို့လိုမျိုးအညုပညာရှင်ဆိုတဲ့ဟာတွေကိုငါတို့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့အားပေးခဲ့လို့နင်တို့လူတစ်လုံးသူတစ်လုံးဖြစ်လာခဲ့တာဟာဒါကိုပြည်သူကိုယ်တော်မှနင်တို့မငဲ့ညာနိုင်ဘူးအဲ့ဒါနံပါတ်1အချက်နင်တို့အညုပညာရှင်တွေကိုပြောတာနံပါတ်2အချက်ကကျမတို့ရဲ့တော်လန်ရေးကလည်း9နှစ်တောင်ကြာလာပြီဆိုတော့တစ်ခါကိုလည်းပြန်စဉ်းစားရမယ်ဟာလားတော်လန်ရေးဆိုပြီးတော့100မှာ100ရာခိုင်နှုန်းလုံးမှန်တယ်လို့ကျွန်မမပြောဘူးเนาะအဲ့တော့ဟိုဖက်ကိုလည်းပြန်ကြည့်ရမယ်ဒီဘက်ကျွန်မတို့တော်လန်ရေးကြာမြင့်လာတဲ့အတွက်သူတို့ကလည်းနေရထားကိုကြောက်ရတယ်ဟာလားအဲ့တော့နေရထားကိုပဲကြောက်တယ်ဖြစ်စီမကြောက်တယ်ဖြစ်စီတူတူနဲ့တုတ်တုတ်ပဲကျွန်မတို့ကကျူပင်ကိုတတ်သိရှိလို့စပြီးတော့ခုတ်ခဲ့ပြီအဲ့တော့ကျူအငုတ်ကထားเสียဘာအကြောင်းမှမရှိဘူးဟာလားကျွန်မလည်းအမြဲတမ်းပြောတယ်ကျုံငုတ်ကိုခုတ်ရင်ဟာလားကျုံအပင်ကိုခုတ်ရင်ကျုံအငုတ်မထားနဲ့ကျုံစိမ်းကိုခုတ်ရင်ကျုံစိမ်းအငုတ်မထားနဲ့အခုလဲကျူပင်ကိုခုတ်ခဲ့ပြီးပြီကျူပင်ရဲ့အငုတ်ကိုမထားနဲ့ထားเสียဘာအကြောင်းမှမရှိဘူးဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလည်းဒီလိုကျူပင်ကိုခုတ်ပြီးကျုံအငုတ်တွေထားခဲ့လို့အခုကျမတို့တွေကျုံတက်ဆူပြီးစောက်ကျိုးနဲ့မှောက်ထိုးလဲကိုကျိုးနဲ့ရတဲ့အဆင့်ကိုရောက်တာကိုတော်လန်ရေးလုပ်နေတဲ့သူအပေါင်းအလုံးသိစေချင်တယ်ခဏနေရန်အောင်အိမ်ရှိကိုသွားပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးเสียဘာအကြောင်းမှမလို့တခါတည်းအပြက်ရှင်းဒီအချိန်မှာတစ်စပေါက်ဆိုတာမထားသင့်တော့ဘူးသိလားတစ်စပေါက်ဆိုတာမထားသင့်ဘူးဘာပဲဖြစ်ဖြစ်ရှင်းเสียရှင်းရင်တခါတည်းရှင်းဘာဖြစ်လို့လဲရှင်တို့ဒီလိုပဲဟိုနေရာလေးမှာဘုံခွဲပြီးသူတို့တတိပေးလိုက်တယ်ဘုံခွဲပြီးသွားပြီးတတိမပေးနဲ့ပြားအောင်တော့မှပဲသူ့ကိုဒုံးနဲ့သွားထိုးရင်ထိုးတဲ့အချိန်နဲ့ပွားတာနောက်ပြီးရင်သူတို့ကပြန်ပြီးတော့စုသွားတာပဲခုလဲဒီလိုပဲရှင်တို့ကျွန်းအပင်တောင်မှပဲခုတ်ပြီးပြီကျွန်းအငုတ်ကိုမထားနဲ့လို့ပဲကျွန်မပြောချင်တာဒီနေ့ကတော့သတင်းလေးတွေကအရန်ကောင်းတယ်သတင်းကဘယ်လောက်အထိကောင်းနေတာလဲဆိုလို့ရှိရင်ဒီ10လပိုင်းတစ်ရက်နေ့ကနေပြီးတော့အခါကျတော့မှသတင်းကကောင်းလာတာเนาะအဲ့ဒီနေ့ကနေစပြီးတော့မှကျမတို့ဒီတော်လိုင်းရေးတပ်ဖွဲ့တွေကเนาะပြည်နယ်နဲ့တိုင်းအလိုက်မှာကိုလိုက်ပြီးတော့ကိုဒီစစ်ခွေးတွေဒီဒလန်ခွေးတွေပြူခွေးတွေကိုလိုက်လံရှင်းလင်းနေတာဆိုလို့ရှိရင်ဒါပြည်သူအများသိနေပြီပေါ့နော်အားရကျေနပ်စရာကောင်းတဲ့သတင်းတွေပါဒီထက်ပိုပြီးတော့အားရကျေနပ်စရာကောင်းတဲ့သတင်းကတော့ကျမပြောတယ်နော်တော်လိုင်းရေးပြည်သူပြည်သားမှရင်ပြည်နယ်နဲ့တိုင်းအလိုက်ကိုခွဲခြားလို့မရဘူးရခိုင်ပြည်နယ်ရဲ့အရေးကလည်းကျမတို့ပါပဲလို့ကျမအမြဲတမ်းပြောထားတယ်ဒီကနေ့တော့ဒီဘင်္ဂလားဒေ့ရှ်နယ်စပ်ဒီမောင်းတော်မှာပေါ့နော်ဒီဟိုဘက်ကအာစာအကျန်းဖက်အဖွဲ့တွေကို AA ကနိုင်တန်ရှင်းလင်းတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ပြေးတာအဲ့လိုခွေးပြေးဝက်ပြေးပြေးတဲ့အချိန်မှာနတ်မြစ်ထဲမှာသူတို့ရဲ့ဆက်လီနစ်မြုပ်ပြီးတော့ခါကြမှာဒါဇင်ကျော်တဲ့ဒီအာစာအကျန်းဖက်အဖွဲ့အာစာထဲကအကျန်းဖက်တီပေါ့နော်ဂန်းသွားတယ်ရှင်ဟုတ်ကဲ့နောက်ထပ်လည်းရှာဖွေနေတော့ပေါ့နော်ဆက်လီတစ်စီးလုံးပေါ့နော်ဒါတော့သူတို့ဒုက္ခတဲ့စကားသူတို့ထွက်ပြေးရင်းနဲ့အဲ့ဒီမှာဆက်လီမြုပ်ပြီးတော့မှဂန်းသွားပါတယ်ရှင်နော်ဒါကတော့လုံးဝကိုမင်္ဂလာရှိတဲ့သတင်းဖြစ်တယ်ပေါ့နော်ဒီအာစာအကျန်းဖက်တွေဆိုလို့ရှိရင်လည်းဒီမအားလပေါ့နော်ဒီအကျန်းဖက်ခေါင်းဆောင်ကြီးပေါ့စိန်ရေးလင်ငယ်သူကပဲဒါခေါ်သွင်းထားပြီးတော့ခါကြတော့မှဒါကိုပြည်နယ်ထဲမှာပြောတော့သူတို့ကပြည်ပအားကိုပစိန်လို့တဲ့ခုတရုတ်လက်ကိုပဲအပ်တော့မှလို့ဘင်္ဂလားဒေ့ရှ်လက်ကိုပဲအပ်တော့မှလို့အခုကျမတို့မြန်မာနိုင်ငံဟိုရုရှားကိုပဲတချမ်းပေးတော့မှလို့ဟာလားအဲ့တော့
ကျမပြောထားပြီးပြီနော်ကျမမမှန်မကန်တဲ့သတင်းဆိုလုံးဝမတင်ဘူးနော်မမှန်မကန်တဲ့သတင်းကိုဆိုလုံးဝမတင်ဘူးမှန်မှန်ကန်ကန်တင်တာဟိုမှာမိန်းမတယောက်နဲ့ဟိုလူတယောက်နဲ့တော့ကျမဝေါ်ထဲမှာလာပြီးတော့သူတို့လောင်မြိုက်နေတယ်လောင်ပါစေကိစ္စမရှိပါဘူးနော်ကျမကိုသူများလက်ပေးထားတဲ့ like နဲ့ follower နဲ့မန့်ထဲမှာဝင်ကြည့်လိုက်ရင်တော့၄កောင်လောက်ကတော့လာပြီးတော့လောင်မြိုက်နေတယ်ကျမလည်းသူတို့ကိုကြည့်ပြီးအရန်တနာနေတယ်ဘာလို့လဲဆိုတော့သူတို့ကိုစစ်တပ်ကအင်တာနက်ဖြတ်ထားတာသူတို့ပေးချင်တဲ့အချိန်မှပေးတာဟာလားသူတို့စစ်စင်ရေးအတွက်ပဲသူတို့သုံးတာဒါတွေကိုသူတို့နားမလဲဘူးသူတို့နားမလဲပဲနဲ့သူများဝေါ်ထဲမှာသူတို့လာလောင်နေတဲ့အတွက်ရှင်တို့ကိုကျမအရန်တနာတယ်နော်အဲ့တော့အာစာအကျန်းဖက်အဖွဲ့ရတော့ဒီနတ်မြစ်ထဲမှာပေါ့နော်ဆက်လီတစ်စီးလုံးနစ်မြုပ်သွားတဲ့အထဲမှာတော့ဒါဇင်နဲ့ကြော်တဲ့အဟွာတွေကတော့ခန်းသွားတယ်နောက်ထပ်ဒါဇင်နဲ့ကြော်တဲ့ဟာတွေလည်းသူတို့လိုက်လံပြီးတော့ရှာနေတော့မရှိသေးတယ်အဲ့ဒါဒီလုံးဝမင်္ဂလာသတင်းမှာဘာဖြစ်လို့လဲဆိုတော့ဒီရခိုင်ပြည်ထဲကိုဝင်ပြီးတော့မှရခိုင်ပြည်နယ်ကပြည်သူတွေဘူးတိတောင်မောင်းတော့အနီးတစ်ဝိုက်ကရွာတွေမှာဆိုလို့ရှိရင်လိုက်ပြီးတော့ခါကြတော့မှသူတို့ကဒုက္ခပေးနေတဲ့ဟာတွေပေါ့နော်အဲ့တော့ဒီလိုဟာမျိုးသတင်းတွေအများကြီးကြားရတာကိုလည်းကျမဘက်ကအယံဝမ်းတာပါတယ်နော် copy link ယူပေးပါလို့ကျမပြောတာကျမအတွက်တခုမှမပါဘူးနော်ပြည်သူအားလုံးသိစေဖို့အတွက်ကိုကျမယူခိုင်းတာကျမအတွက်ကတော့တစ်ချက်ခုမှမပါပါဘူးလို့အဲ့ဒါလေးကိုလာပြောပေးတာပါဒီသတင်းလေးကတော့ဒါစစ်တပ်ထဲကနေပြည်တော်ကနေပြီးတော့လာပေးထားတဲ့သတင်းလေးတေးသေးချာချာနားထောင်နော် copy link လေးယူဖို့လည်းမမေးနိုင်ဘူးသူတို့အတိုင်းဝိုင်းနေပြန်ရောက်သွားအောင်လို့ကြားသွားအောင်လို့နော်ကျမပြောပြမယ်တေချာနားထောင်အစားဆုံးဒီနိုင်ရီကန်စခန်းကုန်းကြီးကိုအေးအေးဥဆောင်ပြီးတော့တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်လိုက်တာဒီလက်နက်တွေဆိုတာလည်းအားလုံးအမြောက်အများကိုရတာနော်ထွက်ပြေးသွားတဲ့ဟိုဖယိုဖယဲနဲ့ထွက်ပြေးသွားတဲ့စစ်ခွေးတွေကလည်းအများကြီးနော်သူတို့ပစ္စည်းတွေကိုသူတို့တင်ပြီးမှကားနဲ့တင်ပြီးမှထွက်ပြေးသွားတဲ့စစ်ခွေးကားတွေရောနော်ဒီကအေးအေးနဲ့ဒီတော်လိုင်းရေးတပ်ဖွဲ့တွေလိုက်ထုတာနော်နောက်ပြီးတော့လည်းစစ်ခွေးအကောင်ပေါင်းကလည်းနော်980နဲ့3កောင်တောင်မှပဲနော်အဲ့ဒါကအဲ့ဒီစခန်းကုန်းသိမ်းတာတွေနော်စခန်းကုန်းဘေးပတ်ပတ်လည်းကာကင်းစခန်းတွေကိုရှင်းလာတော့ကဆိုလို့ရှိရင်လေ600ကျော်တယ်နော်နောက်ထပ်1000ကျော်နဲ့တက်လာတော့လေ AA ကစော်လွတ်လိုက်တာ900ကျော်နော်အဲ့ဒီစခန်းတစ်ခု AA ကသိမ်းလိုက်တာစစ်ခွေးပေါင်း2000ကျော်ဂန်သွားတယ်နော်အဲ့ဒါကိုအခုရခိုင်ပြည်နယ်ကဗာလဲပင်လယ်ထဲမှာတင်မော်ဒီတုတ်လိုက်တော့ကလည်းဆက်ချုပ်ရင်းတာဘာတို့ဟာလာဟိုကျွန်းဆိုးဦးတို့ကျွန်းဆိုးကြောင်တို့တွေကလိုင်းပေါ်တက်ပြီးတော့ဟစ်တယ်ဥတယ်နော်ဘယ်ဟာမဆိုပဲနော်လေရင်ဆိုလဲကျမတို့ကပြစ်ချလိုက်ပြီဆိုလို့ရှိရင်ဆက်ချုပ်ရင်းတာပါပေါ့နော်အဲ့တော့ဝေဟင်ကနေလည်းမလွတ်ဘူးနော်ရေချောင်းကလည်းမလွတ်ဘူးကုန်းချောင်းကလည်းမလွတ်ဘူးအခုဘယ်ဟာနဲ့မှမရတော့ဘူးနော်အခုဒီနတ်ရေကန်စခန်းကုန်းမျိုးအပီးအပိုင်သိမ့်ပိုက်လိုက်တာကိုသူတို့ဘက်ကလုံးဝမှအဲ့ဒီသတင်းကိုကျွန်းဆိုးဦးတို့ကျွန်းဆိုးကြောင်တို့ဘယ်ခွေးတကောင်မှလိုင်းပေါ်ကိုတက်ပြီးမအူရဘူးလို့မအားလားတက်တွင်းထဲမှာအမိန်ထုတ်လိုက်တော့အခုဘောငုံနေနော်အကုန်လုံးကငြိမ်နေတာငြိမ်ပြီးတော့သူတို့နဲ့မစီမဆိုင်တမိုင်းဆိုးဆိုတဲ့အမျိုးသမီးကိုအဖမ်းခံရတော့သူတို့ကလိုင်းပေါ်တက်ပြီးတော့ပြောတယ်တဲ့ဟမ်စစ်လော်ပီတွေပြောပါတယ်နော်အဲ့ဒီသတင်းကိုလုံးဝမပေးကြော်ညာတာတဲ့နော်ဒီနတ်ရေကန်တောင်စခန်းကုန်းကိုတိမ့်ပိုက်လိုက်တာကိုလုံးဝသတင်းမပေးကြော်ညာတဲ့အတွက်သူတို့ဘက်ကလုံးဝသတင်းမထွက်ထားဘူးတွေ့ရနော်အဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်ကတော့ဟိုဖူလီလက်ဆွေဆိုတဲ့အဖိုးကြီးမဲမိုင်းမရှိတဲ့ဘာညာနဲ့ဆိုပြီးသူလိုင်းပေါ်တက်ပြီးတော့ဥတော့ဟိုကသူ့ပထွေးကခေါ်ပြီးတော့ခါကြမှာသူ့ကိုတတိလဲပေးလိုက်ရောခုအဖိုးကြီးလဲ don't speak you are mouse နော်ကျွန်းစိုးဦးတို့ကျွန်းစိုးကြောင်တို့လည်းအခုဒီနိုင်ရီကန်စခန်းကုန်းသိမ့်ပိုက်လိုက်တာကိုဘောမတတိုက်လုံးက don't speak you are mouse အဲ့ဒါပဲအဲ့ဒါအာနာရှင်ကိုထောက်ခံနေတဲ့ဟာတွေကရုပ်သေးရုပ်ပဲအာနာရှင်ကဘယ်ဘက်ကိုဆွဲရင်ဘယ်ဘက်မြောက်တယ်ညာဘက်ကိုဆွဲရင်ညာဘက်မြောက်တယ်ဟာလားကျမပြောတာအကုန်လုံးဖြုံးချလိုက်ရင်အောက်မှာအခွေလိုက်အပုံလိုက်ကြတယ်အဲ့လိုအကောင်မျိုးတွေကိုအရန်ထဲမှာကိုပဲလေအထင်ကြီးနေတဲ့အဲ့ဒီဟိုကျွန်းစိမ့်တတိုက်ကိုပြောချင်တာပေါ့နော်နောက်ထပ်ကောင်မတစ်ကောင်ကြီးပြဘယ်နေရာမှာဘာလုပ်လိုက်ပြီဘယ်နေရာမှာဘာလုပ်လိုက်ပြီသူတို့လေလိုင်းပေါ်မှာအကုန်တက်ပြီးတော့អော်တာဟာလားနေတို့လင်းနေရခိုင်ပြည်နယ်မှာနော်အဲ့ဒီရဲ့နိုင်ရီကန်တောင်စခန်းကုန်းကိုတိမ့်ပိုက်ဖို့အတွက်ကာကင်းစခန်းနဲ့အဲ့ဒီနိုင်ရီစခန်းကုန်းနဲ့နော်အကုန်လုံး2လနည်းနည်းလေးစွန်းလေးပါလေ
နေတို့လင်းနေရောစစ်တပ်ကိုထောက်ခံတဲ့ဟာတွေရောမတရားပေါ်တာဆွဲသွားတဲ့ဟာတွေရောအဲ့ဒါစစ်ခွေးကိုထောက်ခံနေတဲ့ဟာတွေရောအကုန်လုံးပေါင်းတော့2000ကျော်တယ်နော်ကြားလား2000ကျော်တယ်အဲ့ဒါတိဖို့ငါလာပြီးတော့ပြောတာနောက်ပြီးတော့ကြောက်ဖြူမှာကြာသွားတယ်ဟိုဗါတယ်ဖုတ်ပူတွေလေဖုတ်ပူတွေကိုကျမတင်ထားပေးတာတော့ကျမတင်မှသူတို့ကတိလို့လားမသိဘူးလာပြီးတော့မှလေအမလေးလာပြီးမန့်ကြတာငိုကြတာယိုကြတာဒီလေးစားပါတယ်နဲ့ဆိုအဲ့ဒီပို့က2000ကျော်3000တောင်ဖြစ်သွားတယ်ကျမတော့မသိဘူးဒီမနေ့မှသိတာကျမလေးသိလားကျမတင်မှသူတို့သိတာနော်အဲ့ဒါဆိုလို့ရှိရင်ငါနောက်ထပ်ထပ်ပြီးတင်ပေးမယ်နင်တို့ကအရန်တနာတယ်သိလားဟိုဖုတ်ပူတွေရဲ့မရတွေသိချင်တယ်ဆိုနင်တို့လင်းနေဘယ်လိုနောက်ဆုံးဇက်သိမ်းသွားတယ်ဆိုတာပေါ့နော်ဘယ်လိုမျိုးနင်တို့ရဲ့လင်းတွေဘယ်လိုမျိုးခန်းကန်ကန်သွားဆိုပုံတွေကြည့်ချင်တယ်ဆိုငါစီကိုလာခဲ့နော်အဲ့ဒီဖုတ်ပူဖုတ်ခွေးတွေကကြောက်ဖြူတိုက်ပွဲမှာ100ကျော်တယ်နော်ကြာလာအဲ့အရာရှိဆိုလားဒဏ်ရာရှိဆိုလားတော့မသိဘူးသူတို့တွေနော်ကဲအဲ့ဒီတော့အဲ့ဒါစဉ်းစားလိုက်တော့နော်ဒီနေ့ရတော့စခန်းကုန်းကိုတိမ့်ပိတ်တာလုံးဝသတင်းမတင်ခိုင်းတဲ့အတွက်အဲ့ဒီဖက်ကဘောမုံဖုတ်ခွေးတွေတကောင်းမှမတင်လာဘူးရှင်အဲ့ဒါလေးကျမလာပြောတာ